ဟိုအရင်တော့ကကျမဒီ happy water တို့ K တို့ E တို့ဟိုတုံးဆွဲတဲ့အချိန်တုန်းကနော်ကျမရဲ့အကြောင်းပြပြမယ်ဘယ်လိုဖြစ်လဲဆိုရင်အဲ့ဒီ happy water ခိုက်ကြီးရွှေပေါ့နော်အဲ့ဒါလေမကောင်းတဲ့ဟာတောက်မိပြီဆိုရင်လေသူတို့ဘာတွေပေါ်ဆက်ထားလဲမသိဘူးပြပြမယ်ဘယ်လိုတွေထည့်ထားလဲတော့မသိဘူးနော်အဲ့ထဲမှာလေမကောင်းတဲ့ဟာကိုတောက်မိပြီဆိုရင်လေညဆိုရင်အဲ့လိုမရအောင်အဲ့လိုလည်းမရဘူးဟိုကလေဘလူးစီးတယ်လို့ပြောလေအလိုဟိုကကိုဘလူးလည်းတကယ်စီးတယ်တိလားဟိုကိုဘေးမှာလေတကယ်ချင်းရှိနေတယ်နော်သူရှိနေတာလည်းသိတယ်သူတို့အိတ်နေတာလည်းသိတယ်နော်ကိုလည်းဒီဖက်ကဒီမှာအိတ်နေတာဒါပေမဲ့အိတ်ပြီးဆိုရင်ဒါမျိုးဟိုကြောင်6ချားလိုမျိုးတွေလည်းဖြစ်တယ်နော်အဲ့ဒါခိုင်းရှိရွှေးတယ် happy water တွေမကောင်းတဲ့အားတွေတောက်လို့သိလားအခုတထေးတယောက်ဆိုရှိတယ်သူဆိုရင်သူ့ရဲ့ happy water ဆိုရင်သူလုတ်တဲ့ happy water ဆိုရင်သူလုတ်တဲ့ happy water ပဲသူတောက်တာသူများရဲ့ဟာဘလောက်ကောင်းပါစေလို့ပဲပြောဘလောက်ဟွာဖြစ်ပါစေပဲပြောသူဘယ်တော့မှမတောက်အဲ့ဒါနဲ့အဲ့ဒါထားလိုက်အောင်အဲ့နဲ့ကျမအကြောင်းဆက်ပြောမယ်ဒီ happy water မကောင်းတဲ့ဟာတောက်မိပြီဆိုအဲ့လိုမျိုးလေလူကလေဟိုဘလူးစီတို့လိုအဲ့လိုမျိုးဘယ်လိုပြောမလဲဟိုစိတ်တွေလည်းမူမမှန်တိလားအဲ့လိုမျိုးလေခေရီရှူရာလဲနော်အဲ့လိုဒီခေမနေ့တော့ပြောတယ်လို့ပဲဒီခေရီဘာတွေဆိုရင်ဒီပိုက်နဲ့ဒီနှာခေါင်းနဲ့အာယုံကြောနဲ့ဒီအုံနောက်နဲ့ဓာတ်ရိုက်ရောက်တာတူဓာတ်ရိုက်ရောက်တော့ပို့ပြီးတော့လူကိုထိရနော်ပြီးတော့ဒီ happy water သူတို့ပေါ်ဆက်ထားတဲ့ဟာတွေလည်းရှိရနော်ဒီပျော်တဲ့ဟာရှိရကျမအများနဲ့ပြောနေကြပဲပြောတယ်လို့ပဲဒီပြောတဲ့ဟာရှိတယ်ငိုတဲ့ဟာရှိတယ်ဒေါသထွက်တဲ့ဟာရှိတယ်စိတ်ကြတဲ့ဟာရှိတယ်အမျိုးငိုတဲ့ဟာရှိတယ်အမျိုးဆက်ပြလာတဲ့ဟာရှိတယ်အဲ့လိုမျိုးသူ့ရဲ့အစားရှိတယ်အဲ့နဲ့တရက်ကျမအဲ့ဒါကျမပဲဖြစ်တာလို့ထင်နေတာအဲ့ဒါမင်းညတငယ်ချင်းတယောက်နဲ့ဒီသူလည်းဒီ KTV မတွားတော့တဲ့တငယ်ချင်းနဲ့စကားပြောမိတာအဲ့နဲ့ပြောမိတော့ဘယ်လိုဖြစ်လဲဆိုသူပြောတာအေးတဲ့သူလည်းအဲ့လိုမျိုးဖြစ်ခဲ့တယ်တဲ့သူလည်းအဲ့လိုမျိုးစကားပြောမိရပေါ့နော်အေးနော်တဲ့ငါတို့တွေတဲ့ဒီခိုက်ရှိရွှေမတောက်ရမှာအရန်ကြောက်တယ်အရန်ကိုအဲ့ခိုက်ရှိရွှေ happy water ကိုအရန်ကိုအရန်တောက်ချင်ပြီးအရန်ဆော့ချင်တဲ့အချိန်ကွာ KTV ကိုမဖြတ်နိုင်တဲ့အချိန်အဲ့လိုမျိုးအဲ့ချိန်မကောင်းတာဖြစ်ကောင်းတာဖြစ်တောက်အဲ့ဒီတငယ်ချင်းဆိုရင်သူဘယ်လောက်ထိဒီ happy water ကိုတောက်လဲဆိုသူမေ့တယ်သူအေးအဲ့ဒီတငယ်ချင်းအကြောင်းဆက်ပြောမယ်ဘလို့မေးတဲ့ထိသူတောက်လဲဆိုတော့သူ့ကိုသူတတိမရတော့သူ IKTV တခုမှသူမင်းညလည်းအဲ့ဒါပြောနေတာသူတဲ့သူ့ကိုသူလည်းမတိတော့နော်ဒီတောက်ချင်တဲ့ဇောနဲ့လေအဲ့လိုမျိုးတောက်တာလေရှောက်တောက်တာလေသူဒီ happy water ကဟိုသူများလိုမျိုး VIP တွေတုံးတယ်လိုမျိုးကောင်းတာနဲ့လုပ်ထားတာလားတချို့ဆိုမကောင်းတဲ့ဟိုသူ့ရဲ့ ingredient တွေလေမကောင်းတဲ့ဟာတွေရှောက်ထည့်ထားတာအဲ့လိုမျိုးလေရောင်းရရင်ပြီးပြီဆိုတဲ့စိတ်နဲ့လေအဲ့လိုမျိုးတွေရှောက်ထည့်ပြီးတော့အဲ့လိုမျိုးပေါ်ဆက်ပြီးတော့အဲ့လိုမျိုးလကားတိုက်တဲ့ဟာတွေရှိတယ်ကွာတချို့တွေဆိုအဲ့တငယ်ချင်းဆိုသူကလည်းအရန်ဟိုတောက်ချင်လို့သူကအရန်ငတ်လို့လေသူပဲပြတာမဟုတ်ကျမတို့ဆိုလည်းအဲ့လိုမျိုးဖြစ်ခဲ့တယ် KTV ခန်းထဲဝင်သွားပြီဆိုရင်အခုပြောရတော့ရီစရာဖြစ်တာပေါ့နော်ရီစရာလို့နောင်တရတယ်လို့ပဲအခုပြောမယ်ဆိုရင်ဘလောက်ထိဖြစ်လဲဆိုရင်အေးဒီဟာတွေတောက်ပြီးဆိုမတောက်ရမှာအဲ့လိုမျိုးကွာမတောက်ရမှာကြောက်တယ်လို့ကွာတည်မလားမတောက်လိုက်ရမှာကြောက်တယ်လို့ဟိုအရန်ငတ်တယ်ကွာအဲ့လိုမျိုးငတ်ကြီးရန်ကြခဲ့တယ်ဒီခိုင်ရွှေမှာမတောက်ရဘူးဆိုရင်မပျော်တော့အေးအဲ့လိုမျိုးတကယ်ဆိုရင်အဲ့လိုမဟုတ်तू ကဒီ happy water တဲ့တဘောတဘာဝ तू ကတောက်တဲ့ချိန်တော့ပျော်တယ်ဒီကြပြီဆိုရင် तू ကစိတ်ကမုံမှန်တော့ကြာတုံးရင်လူစိတ်တက်ကြတယ်ပြီးအာယုံကြောတွေထိတယ်အဲ့လိုပေါ့နော်သူ့ရဲ့ဒီဆိုးကျိုးတွေပေါ့နော်တဖြည်းဖြည်းဒီစိတ်မှာဆိုလဲလေသူ KTV ထဲမှာဒါဆော့နေနော်ဒီဘယ်လိုပြောမလဲအချင်းချင်းဟိုမတင်ကားတယ်လို့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့လိုမျိုးတွေဖြစ်လာတတ်တယ်ဒါကဒီအရန်အလုံးအကျုံတုံးဆွဲခြင်းအဖြစ်ဖြစ်လာတဲ့အရာဒါ happy water ပြီးမှပဲ K အကြောင်းဆက်ပြောပြပါမယ်